အရေးမထွက်တဲ့အိမ်အပိုင်းနဲ့လင်းသာမျိုးရဲ့မနက်ခင်းကတိတ်ဆိတ်နေတော့မယ်နေထွက်လာပြီးလဲလမ်းမီးတိုင်အောက်မှာမောင်တက်ရဲ့ပုံရိပ်ကတယောက်တည်းရက်နေတယ်အခြားလူတွေကသူ့ကိုမြင်ပေမဲ့မတူတာတစ်ခုရှိတယ်သူ့အရေးကနောက်ကိုမလိုက်ဘူးအရေးကအရှိဘက်ကိုလှမ်းနေတယ်မောင်တက်လို့သူ့တငယ်ချင်းကိုစော်ကလာခေါ်တယ်မောင်တက်လှည့်ကြည့်လိုက်တယ်မျက်နှာပေါ်မှာပြုံးတစ်ချက်ရှိပေမဲ့မျက်လုံးတွေကအေးနေတယ်ဟဲ့မင်းအဆင်ပြေလားကိုစော်မေးတယ်အဆင်ပြေတယ်လို့မောင်တက်ဖြေတယ်ဒါပေမဲ့သူ့အတန်ကအနှဲငယ်နောက်ကျပြီးမှထွက်လာသလိုဖြစ်နေတယ်တယောက်ကပြောပြီးနောက်တစ်ယောက်ကထပ်ပြောသလိုမျိုးနေ့လယ်ပိုင်းမှာကိုစော်သတိထားမိတယ်မောင်တက်ဟာနေရောင်အောက်မှာလမ်းလျှောက်နေပေမဲ့သူ့အရေးကနေရောင်ဘက်ကိုဆန့်နေတယ်ဒါမဖြစ်နိုင်ဘူးလို့ကိုစော်ကိုပြောတယ်ညတညကိုစော်မအိပ်နိုင်ဘူးသူ့စိတ်ထဲမှာမောင်တက်ရဲ့အရေးကမမှန်တဲ့ပုံစံနဲ့လှုပ်ရှားနေတဲ့ပုံတွေထပ်ပေါ်လာတယ်နောက်ဆုံးမှာသူဆုံးဖြတ်လိုက်တယ်အဲ့ဒီအိမ်ကိုသွားမယ်ည7:00နာရီလေဟာပိုအေးလာတယ်အိမ်ဟောင်းရှိမှကိုစော်ရက်နေတယ်တကားပေါ်ကစာကိုကြည့်လိုက်တယ်တကားကိုမဖွင့်ပါနဲ့ဒါပေမဲ့အောက်မှာစာအသစ်တစ်ကြောင်းအရေးကိုပြန်လို့ချင်လားကိုစော်နှလုံးခုန်တန်မြန်လာတယ်မောင်တက်လို့တိုးပြောပြီးတကားကိုတွန်းဖွင့်လိုက်တယ်အတွင်းထဲမှာမီးမရှိဘူးဒါပေမဲ့အလင်းတစ်မျိုးကနေရံတွေထဲကထွက်နေတယ်လို့မြင်ရတယ်အဲ့ဒီအလင်းကအရေးတွေကိုထင်ရှားစေတယ်နေရံပေါ်မှာလူရိပ်တွေရှိတယ်ဒါပေမဲ့လူမရှိဘူးမင်းလာပြီဆိုတဲ့အတန်တစ်ခုကြားရတယ်ကိုစော်လှည့်ကြည့်လိုက်တယ်မောင်တက်ရက်နေတယ်ဒါပေမဲ့ဒီတစ်ခါသူ့နောက်မှာအရေးမရှိဘူးမောင်တက်မင်းဘာဖြစ်သွားတာလဲကိုစော်အော်တယ်မောင်တက်ပြုံးတယ်ငါအခုမှပြေးဆုံသွားတယ်ဘာကိုပြောတာလဲလူတွေကအရေးကိုသူတို့နောက်လိုက်တဲ့အရာလို့ထင်ကြတယ်ဒါပေမဲ့တကယ်တော့အရေးကလူကိုလိုက်နေတာမဟုတ်ဘူးမောင်တက်အနှဲငယ်နီးလာတယ်အရေးကလူကိုစောင့်နေတယ်နေရန်ပေါ်ကအရေးတွေတစ်ခုချင်းစီလှုပ်ရှားလာတယ်သူတို့ကနေရန်ကနေခွာပြီးမြေပြင်ပေါ်ကိုဆင်းလာတယ်လက်တွေခြေတွေမျက်နှာမရှိတဲ့အရေးတွေဒီအိမ်ကမောင်တက်ပြောတယ်အရေးတွေနေရလဲတဲ့နေရာပဲကိုစော်နောက်ပြန်ဆုတ်ချင်ပေမဲ့တကားကပျောက်သွားပြီးမင်းထွက်ချင်လားမောင်တက်မေးတယ်အတန်ကမောင်တက်တယောက်တည်းမဟုတ်တော့ဘူးနေရန်ပေါ်ကအရေးတွေအားလုံးတပြိုင်နက်ပြောနေတယ်လို့မလိုဘူးကိုစော်အော်ပြီးလှည့်ပြေးတယ်ဒါပေမဲ့မြေပြင်ပေါ်ကအရေးတွေကသူ့ခြေထောက်ကိုဖမ်းလိုက်တယ်အေးဆက်တဲ့လက်တွေလိုပဲမင်းမှာအရေးရှိတယ်မောင်တက်တိုးပြောတယ်ဒါကြောင့်မင်းကိုသူတို့လိုတယ်ကိုစော်လက်ကိုအားကုန်နဲ့ဆွဲထုတ်တယ်မင်းမောင်တက်မဟုတ်တော့ဘူးလို့အော်တယ်အဲ့ဒီအချိန်မှာနေရန်တစ်ဖက်မှာအရေးတစ်ခုထင်ရှားလာတယ်မောင်တက်ရဲ့မူရင်းအရေးကအော်နေတယ်မဝင်နဲ့သူကငါမဟုတ်ဘူးကိုစော်အံ့အားသင့်သွားတယ်ဒါဆိုမင်းကမောင်တက်ပြုံးတယ်ဒါပေမဲ့ဒီတစ်ခါသူ့မျက်နှာကလူမျက်နှာမဟုတ်တော့ဘူးအရေးတစ်ခုကလူပုံစံယူထားတာပဲငါကသူ့နေရာယူထားတာပဲအခန်းထဲကအလင်းတွေပိတ်သွားတယ်အရေးတွေအားလုံးကိုစော်ဘက်ကိုလှမ်းလာတယ်နောက်တစ်နေ့မနက်လင်းသာမြို့မှာလူ2ယောက်မြင်ရတယ်မောင်တက်နဲ့ကိုစော်2ယောက်လုံးပြုံးနေတယ်ဒါပေမဲ့သူတို့အရေးတွေကသူတို့နောက်မှာမရှိဘူးနေရန်ပေါ်မှာသူတို့ကိုကြည့်နေတယ်အိမ်ဟောင်းရဲ့တကားပေါ်မှာစာတစ်ထပ်ပေါ်လာတယ်2ယောက်ဝင်2ယောက်ထွက်ညရောက်လာပြန်တယ်ဒီတစ်ခါလူတွေ3ယောက်လမ်းမီးအောက်မှာရက်နေတယ်သူတို့မျက်လုံးထဲမှာတူညီတဲ့အရာတစ်ခုစိတ်ဝင်စားမှုမဟုတ်ဘူးခေါ်ယူခြင်းအိမ်ဟောင်းထဲကတစ်ခုကအပြင်ကိုလာချင်နေပြီး